အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2026ခုနှစ်ဇန်နဝါရီလ18ရက်စေရင်းကောင်းသောသုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ content video လေးကိုလက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့မေတ္တာရက်ခံပါရစေခင်ဗျာအကြမ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာဌာနဆိုင်ရာတွေကိုအမိန့်ညွှန်ကြားစာနှစ်ဆောင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့မြေပြင်ပကတိအခြေအနေတွေကိုအမှန်တိုင်းမြင်အောင်လှုပ်ဆောင်ကြရန်ဆိုတော့လေနဲ့ဘုံကျဲတာရွာတွေဝင်မီးရှို့တာတွေကိုလိုက်လွင့်တာတို့ဗီဒီယိုရက်ကော့လုပ်ထားတာမျိုးတွေတွေ့လာရနိုင်ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့မျိုးရတဲ့ကြီးလက်တွေကဟန်ပြပျော်ပွဲရှင်ပွဲတွေကိုရိုက်ကူးထုတ်လုပ်ဝါဒဖြန့်ချိမှုတွေအင်းတိုင်းအားလိုက်လှုပ်ဆောင်လာနိုင်ွယ်ရှိသလိုကာဝေးတပ်ဖွဲ့တွေကအကြမ်းဖက်လုပ်ရက်တွေလှုပ်ဆောင်နေဟန်မျိုးတွေပါသရုပ်ဖော်ပြသထုတ်လွှင့်မှုတွေရှိလာနိုင်ပါတယ်ဒီတွေလေတော်လန်ပြည်သူများကလည်းညောင်သီးလက်စားလေးတန်နဲ့နားထောင်နေရတဲ့အတွက်သက္ကရီအခြေအနေမှန်တွေကိုသိရှိပြီးဖြစ်နေပါလိမ့်မယ်မတူညီတဲ့ချက်ကတော့စစ်ကောင်စီထိန်းချုပ်နေပြီတဲ့တော်လန်ရေးတပ်တွေအုပ်ချုပ်ထားတဲ့နေမြေတီးတီးမှာမတူညီတဲ့ရတာတွေနဲ့အစင်မပြေမှုတွေကိုစီကိုကရှိနေကြမယ်ဆိုတာကလည်းသဘာဝကျတယ်ပဲဆိုရမှာပါနောက်ထပ်ပြီးတွေ့ရတဲ့ဇာတ်ကတော့စကားလက်စုံကြရင်တော့နိုင်ငံကောင်းကြောင်းနဲ့တိုးတက်ရာတိုးတက်ကြောင်းပဲပြောဆိုကြရန်ဆိုတာဖြစ်ပါတယ်ဒါရောထူးဆန်းမနေပါဘူးလားနိုင်ငံတနိုင်ငံလုံးကိုတကယ်စစ်ကြောအောက်ကိုတရားမဲ့အာရမသွတ်တင်းနေခြင်းဖြစ်ပါတယ်ဒီလိုလောက်ရမျိုးကစစ်တပ်ထဲမှာအောက်ခြေတပ်သားတွေကိုလှုပ်ဆောင်ခိုင်းနေကြဖြစ်ပါတယ်အဲမှာအမေစုနဲ့ NLD ပါတီကိုထိုင်ဆဲနေရင်ကိုပဲသူကောင်းပြုထားသလိုမျိုးပေါ့ဗျာဒါမေးဖို့မေးရင်ကိုအဖြေပါပြီးသားပါဟုတ်တယ်မလားဆိုရင်ဟုတ်တယ်ဗျမဟုတ်ဘူးတင်နေတော့ဆိုရင်မဟုတ်ဘူးဗျဟုတ်သလားလို့ဆိုရင်ဟုတ်တယ်ဗျဟုတ်တယ်လို့ပဲရှင်းတယ်ဆိုရင်ဟုတ်တော့တယ်ဗျဟဲ့အောင်မင်းငါ့ကိုဖော်ရှော့လိုက်နေတာလားဆိုရင်လေဟုတ်တယ်သာဗျဆိုပြီးလှုပ်ပေးလိုက်ရတာမျိုးလေရှိတတ်ပါဆိုလိုတဲ့တော့ဗျာနည်းနည်းလေးတော့ငါတို့မကောင်းကြောင်းထဲ့မပြောမိစေနဲ့ပြောမိရင်တော့မကြားမိစေနဲ့ခြေထဲနည်းနည်းပေါ့တော့ပြောကြည့်လို့မရတဲ့အနေအထားကိုရောက်ကုန်ကြပြီဖြစ်ပါတယ်ပြောမိတာနဲ့ဘာဖြစ်မလဲဆိုတာကတော့ဝိုင်းဖမ်းကြမယ်ဆိုတဲ့ဇာတ်ကားကိုငွေအောင်ပိတ်ကားပေါ်မှာစက်ကြည့်ကြရမယ်ဆိုတာမျိုးပေါ့၎င်းယုံတဲ့အမိန့်သာနှစ်ဆောင်အကြောင်းကိုစိတ်ကူးရင်ရေးသားပြောဆိုနေခြင်းမဟုတ်ရပါဘူးလက်ရှိ